အားစားမယ်ဆောက်တယ်ဘုရားဒီမှာနော်ဒီနေ3 4ဒါအခြေခံလေးအဲ့တော့ဒါလည်းပဲဒီနေ3 4အဲ့ဒါဟိုမှာဒါအခြေခံ1အခြေခံ2ကဒီနေ3 4ဒါနောက်တစ်ခါပြတ်မယ်ဒီနေ3 4 3ကထပ်ပြမယ်ဒီနေ3 4ဒါကြီးကနော်နောက်တစ်ခါကြီးကဒါဟုတ်ပဲဒီဆွဲလိုက်တယ်နော်ဒါဟုတ်ပဲတစ်ခါပြန်ဆွဲမယ်ဖားစုဆွဲတယ်ပိတ်တယ်ဒီကောင်လာမယ်ပြန်ဆွဲတယ်ပိတ်တယ်ဒီကောင်လာမယ်ပြန်ဆွဲတယ်ပိတ်တယ်နံပါတ်3အဲ့ဒါကိုပြန်ပြမယ်ဒီအမကွာတယ်ဆွဲလိုက်တယ်ဒီမှာပြန်ပိတ်တယ်ဒီမှာပြန်လာတယ်ဒါတို့လည်းကြည့်တာနော်ဒီဆံမကြီးဝိုက်တယ်ဖားစုဆွဲတယ်ပါစုပိတ်ဒီမှာဒါပဲဒီကောင်ရှော့ရင်းနဲ့ပုတ်သွားတယ်ဒီကောင်လာဒီကောင်ပြန်လာတယ်ဒီကောင်ရှော့ရင်းနဲ့ဒီကောင်ပြန်လာနော်နံပါတ်ဒီโอเคဘောနော်โอเคလီဗီနော်โอเคဒီဟာကိုအဲ့တော့အဖို့အတွက်လက်လေးတွေကိုဒီမှာအပြင်မှာဒီလိုသွားမယ်ဒါကြီးကင်မရာဘက်မှာပြမယ်ဟွာဒီမှာထပ်သွားမယ်ဟွာဒီမှာထပ်သွားတယ်ဒီမှာ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 သွားတယ်အဲ့ဒါဟိုမှာဒီကောင်နဲ့ကျက်ဟုတ်တော့မလားဒါကြီးဖားကြီးဒီကောင်ကဒီမှာဒါဝိုက်တယ်ဒီမှာသွားမယ်ဒီကောင်သွားမယ်ဒီကောင်ထက်လာမယ်ဒီကောင်သွားမယ်ဒီကောင်ထက်လာမယ်ဖြစ်လားမောက်ခုံပလဲ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 ဖြစ်လားနော်အဲ့ဒါကိုဒီချာနောက်နေ့ပြမယ်နော်ဒါအခြေခံလေးကစားလို့ရတယ်မောက်ခုံပလဲမောက်ခုံပလဲမောက်ခုံပလဲအဲ့ဒါပါလေဖတ်ဖတ်ရှောင်းလာဒီမှာလဲဖတ်ဖတ်တခါလေအဲ့တော့ဒီကောင်ပုတ်ပြန်တာထိုးဟုတ်တော့မလားဒီမှာပုတ်ပြန်ထောက်အဲ့တော့အဲ့တဘောပဲဘာဒီမှာပြုတ်ပြုတ်လေးပြဘာအပုတ်ပြီးကိုနေတင်ထားတာဟာဒီလားမသိဟုတ်လားအဲ့ဒါအတိကျတာမှန်လားဒါနော်ဒီကောင်ကြီးဒါထိုးရတဲ့တွေ့တာထိုးတာနဲ့တွေ့တယ်အဲ့တော့ဒီကောင်ကစားတော့ဒီမှာဒါကြတာရပယ်တာတွေပဲဟုတ်တော့မလားဒီမှာဒီပဲရောက်တော့ဖာတယ်လီပြောတာအဲ့တော့ဆွဲလုံးကစားမယ်ဒီကောင်အောက်သွားမယ်ဒီမှာဒါတို့ပြလားဒါတွေပြီးဖာနော်ဖာအမတောင်မှပြန်ပြောမယ်ဖာအဲ့ဒါကိုတဖြည်းဖြည်းအကုန်လုံးပေါင်းပြီးကစားနိုင်သွားမယ်ဒါဒီကောင်ပိုင်လေဒီကောင်ကစားတယ်ဒါတွေကြတော့အိတ်တန်းတဲ့ဟိုးမှရှင်းမှပြထားအိတ်တန်းတဲ့ဟုတ်တော့မလားဒီကောင်ဆိုအိတ်တန်းတဲ့ဒီကောင်ဆိုရေးပါတယ်အစာကောက်အဲ့တော့ဒီမှာကစားရင်ထောက်ဒါအိတ်တန်းတဲ့အဲ့ဒါထည့်ကစားတော့သိများသွားပြီချီသွားပြီနော်ဒီမှာဟုတ်တော့မလားနည်းနည်းကြည့်ရမယ်နော်โอเคလိုက်လို့ဒီမှာဒီထိုးထည့်လိုက်ထိုးထည့်နော်ဒီမှာပြန်ယူတယ်လက်ကိုဒီမှာပြန်ယူတယ်တွေ့လားဒီကြလို့ဒီမှာဒီထိုးလိုက်ပြီအပေါ်မြောက်တယ်ဟုတ်တယ်အောက်ကိုပြန်ဆွဲတယ်အပေါ်မြောက်တယ်ပခုံးလေးကိုကြည့်နော်ဘာပခုံးလေးဘယ်လိုလုပ်သွားလဲဒီမှာပါဒီမှာဒီအဲ့ဒါအမြန်ဒီမှာဘယ်လိုတောင်းတော်ကြီးမဟုတ်ဒီမှာနော်ဒီပြန်ပြမယ်ဖြည်းဖြည်းချင်း
လက်ကိုကုတ်လိုက်တယ်အောက်ချတယ်ပခုံးလေးကိုကြည့်ထောင်လိုက်တယ်အောက်ချတယ်ပခုံးလေးကိုကြည့်ထောင်ဒီမှာပေါ်ထောင်အဲ့တော့မြန်ကုတ်သွားဘယ်လိုကြည့်ပြော โอเคပြပါပြီ နော်โอเคလား